Hello တယ်လေးတို့ရေဒီနေ့မှာတော့ချမောင်ကျော်ကိုပဇွန်လေးနဲ့ဆက်ဆက်ကြော်ပြီးတော့ချက်ပေါင်ကျော်ရဲ့ငပိတူစရာရဲ့နဲ့ထမင်းစားပြမှာပဲဖြစ်ပါတယ်ရှင်ဆက်ချက်ပါအောင်ရှင်